အိမ်စီကနံပါတ်နဲ့အငှားရင်ဘလက်တက်စီတွေပုံမှန်များပြားလာတာကြောင့်တရားဝင်မှတ်ပုံတင်ထားတဲ့အငှားရင်မောင်းတွေအတွက်ခရီးသည်ရှာယာမှာအနှောက်အယှက်ဖြစ်ရတယ်လို့အငှားရင်မောင်းတွေရဲ့ပြောကြားချက်အရသိရပါတယ်။ရန်ကုန်မြို့မှာရခိုင်ကလေးကဘလက်တက်စီတွေရှိနေတာဖြစ်ပေမဲ့လည်း2019ခုနှစ်နောက်ပိုင်းမှာပုံမှန်များပြားလာတာဖြစ်ပြီးအဝေးပြေးကားကိတင်းမော့စိတ်စတဲ့နေရာတွေမှာဘလက်တက်စီတွေအများပြားရှိနေတာဖြစ်တယ်လို့သိရပါတယ်။ဘလက်တက်စီတွေများပြားလာတာကြောင့်နံပါတ်အနေနဲ့တရားဝင်မှတ်ပုံတင်ထားတဲ့အငှားရင်တွေခရီးသည်အော်ဒါရှာယာမှာပိုခက်ခဲလာတယ်လို့အငှားရင်မောင်းလုံးသက်6နှစ်ရှိတဲ့ဦးသက်စင်ကပြောပါတယ်။ကျွန်တော်တက်စီရိုင်းလေးမှာငကိုကတော့ကားတွေများနေတာဘလက်တက်စီတွေဝင်တော့ပူများတာเนาะအဲ့တော့ပူပြီးတော့အော်ဒါတွေပါပူရှားပါတာဘလက်တက်စီတွေမှာကိုပိုင်ကားနဲ့ထွက်ဆွဲတဲ့လူတွေကအများပြားရှိပြီးအုံနာကြီးနဲ့ဆွဲတဲ့သူကအနည်းစုလောက်ပဲရှိတယ်လို့လည်းသိရပါတယ်။ကိုပိုင်ဘလက်တက်စီတွေကအုံနာကြီးမပေးရတဲ့အတွက်ငှားရက်ကဈေးနှုန်းကိုပုံမှန်ထက်လျှော့ယူတာကြောင့်တက်စီဈေးနှုန်းတွေပြက်ကုန်တယ်လို့အငှားရင်မောင်းလုံးသက်8နှစ်ရှိပြီဖြစ်တဲ့ဦးလင်းသူကပြောပါတယ်။တကယ်ကိုပြည့်နေတာ။တကယ်လမ်းကြောင်းခီးက3000ကျွန်တော်တို့တက်စီသမားတွေတယောက်အနေနဲ့3000လမ်း3000ပဲတင်လို့ရတယ်။ဘာလို့လဲကျွန်တော်အုံနာကရှိတယ်စီကရှိတယ်။သူတို့တွေကဘာမှမရှိတဲ့တော့သူတို့က3000လမ်း2000နဲ့လည်းတင်တယ်။တင်သွားတော့ကျွန်တော်ဒီကားတွေကဈေးကွက်တွေတနည်းပြည့်နေပုံတော့ကြီးတွေကမပေးတော့ဈေးကွက်တွေပြက်ကုန်ဘလက်တက်စီတွေကိုကြက်ကြက်မတ်မတ်ထိမ့်သိမ့်ဖို့အတွက်လည်းအဆင်မပြေနိုင်လောက်ဘူးလို့ဦးလင်းသူကဆက်လက်ပြောဆိုပါတယ်။ဘာလို့မလွယ်လဲဆိုတော့ဒီကားတစ်စီးကကျွန်တော်တို့ကမိပြီပဲတောင်းကဲငါအတိဆွေမျိုးငါတို့တင်သွားတယ်လို့ပြောလို့ရှိရင်ကျွန်တော်လည်းရံဖြစ်အောင်ပဲရှိတယ်။အားများစကားပြကြမယ်ဟဲ့လားရုံးရောက်ကြရောက်ဒါပဲရှိတော့အဲ့တော့ကျွန်တော်တို့နံပါတ်ညီတွေမောင်းတဲ့တက်စီသမားတွေတောင်းတော့သိမပြောတော့တရားဝင်မှတ်ပုံတင်ထားတဲ့အငှားရင်မောင်းတွေအနေနဲ့အချို့အိတ်စီးကနံပါတ်အနက်စီးသူတွေကိုစီးထားစေလိုပြီးဘလက်တက်စီတွေမဆွဲကြဘူးလို့လာနေတာဖြစ်ပါတယ်။ရန်ကုန်မြို့မှာ2010ပြည့်နှစ်မတိုင်မီကတရားဝင်မှတ်ပုံတင်ထားတဲ့ City Taxi စီးရေ2500ကျော်သာရှိပေမဲ့လည်းလက်ရှိမှာတော့တရားဝင်မှတ်ပုံတင်ထားတဲ့ City Taxi စီးရေ6000ကျော်ရှိနေပြီဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့စာရင်းတွေရသိရပါတယ်။ဒီသတင်းကို Saturday News Bureau ကတရားစွန်းလင်ကပေးပို့တာဖြစ်ပြီးကျမအီဖြိုးဝေဦးကတင်ဆက်ထားတာပါ။